con nó rất tốt và tốt con nó rất vuiဒီချိန်မှာတော့မခေါ်နဲ့ကျမလိုက်ပြီးတော့အေးအေးဆေးဆေးလင်းပြရစေအောင်ရှင်း Hello ပြီးခဲ့ပါတယ်တဲ့မြင်မြတ်လို့အဖွဲ့ဝင်တွေကိုချပေးမယ်လေးကြောင့်ရှုံးထားတဲ့မိသားစုတွေလေးကိုလိုက်ပါလို့မပေးခဲ့လားပေးခဲ့လားအကျွေးကြည်လိုက်ပါလို့ပေးခဲ့လားမပေးခဲ့ဘူးလားမျက်နှိုးအဖွဲ့ဝင်တွေကိုချပေးမယ်လေးကိုပြန်ပေးတာဒါပေမဲ့လေးကြောင့်အဖွဲ့ဝင်တွေလိုက်မှာပေါ့နော်လိုက်မှာကြီးတဲ့မိသားစုတွေလည်းအဖွဲ့ဝင်ထားတဲ့မိသားဒါပေမဲ့မျက်နှိုးကပတ်တီးရောင်းစားတဲ့သူမဟုတ်ဘူးနော်တခါတဲ့စကားကိုပလင်ခံထားပါတယ်မျက်နှိုးဒီဗုဒ္ဓဟူးမကျော်ပတ်တီးတွေမွေးကနန်းတွေရောင်းစားတဲ့သူမဟုတ်ပါဘူးမျက်နှိုးနဲ့အဖွဲ့ဝင်နဲ့မိသားစုတွေကိုမျက်နှိုးရဲ့မိသားစုတွေလိုပဲသဘောထားပြီးတော့မျက်နှိုးထိုးသလိုပဲပေးတာပါဒါကြောင့်မလို့လဲအခုပြီးသွားတဲ့ပွဲစဉ်ကမျက်နှိုးအဖွဲ့ဝင်တွေ10ချိန်စလုံးအောင်တာပါရှစ်လေးပတ်တီးတဲ့ကိုးပရိတ်တဲ့ခွန်ပူးတဲ့43နဲ့45ရတယ်10ချိန်စလုံးရတယ်လို့ပြောမှအင်္ဂါနေ့နဲ့တနင်္လာနေ့ကိုတကွက်ကောင်းထုတ်ပေးမှတော့အဖွဲ့ဝင်တွေပြောလားညတို့လုတ်ပေးလိုက်တာပြောလားဟမ်10ချိန်စလုံးရအောင်လုတ်ပေးလိုက်တာပြောလားပြန်ကြတယ်နော်ပြန်ကြ2ချိန်ထပ်တာတော့မှပြန်ကြတယ်2ချိန်စလုံးကြတာတော့မှညတို့ဖွဲ့ဝင်တွေကိုညတို့ပေးတယ်နော်10ချိန်စလုံးအောင်တဲ့တို့မေညတို့နော်မျက်စုမုံဆိုတဲ့ကောင်ပဲ10ချိန်စလုံးအောင်တဲ့တို့မမညတို့กว่าတဲ့အေးပြောတယ်ပြောသလားပြောတယ်မခေါ်နဲ့အခုချိန်မှာခဏလေးတင်းကြီးခါတညာလုံးဖုန်းကင်နေမယ်တော်ပါတယ်ဆရာမလေးတဲ့ခုနဆောင်တိုက်ခန်းမိမထုံးမဲလင်းမဲ့ပပဝတီဆိုပြီးတော့ခွန်အခုကိုဘလို့ပေးခဲ့သလုံးပြောပါဦးခုနဆောင်တိုက်ခန်းမိမထုံးမဲလှစေမဲ့ခွန်တလုံးဆိုပြီးဘလို့ပေးခဲ့သလဲခွန်အခုကိုတစားပြန်ယူခိုင်းတယ်နော်ခွန်အခုကိုတစားပြန်ယူခိုင်းတယ်နော်ပြောပါတယ်ဟိမောင်တို့ကြီးနော်ပြော10ချိန်စလုံးအောင်တယ်ဆရာမလေးဟုတ်ပါပြီကဲကနန်းလေးတွေဆွေးနွေးမယ်10ချိန်စလုံးအောင်သွားတဲ့အတွက်တော့မျက်နှိုးအဖွဲ့ဝင်တွေကပြီးခဲ့တဲ့ဘက်ကမလေးတွေရလေဆိုတော့ပညာသေးရတာပေါ့လေနော်ပညာသေးရတာပေါ့အချစ်တို့ရဲ့ဦးတီဘရင်မလေးဦးတီဘရင်မလေးမျက်နှိုးတဲ့အရန်ပြောတယ်မမရေးတဲ့ခွန်လေးကတဲ့ရှယ်မိန်ရလိုက်တာတဲ့မျက်စုမွန်ဘူကအခွေလဲရတယ်တဲ့ဟုတ်ပါတယ်တဲ့မှန်ပါတယ်တဲ့ဆီယမလေးညှို့နေတယ်အဲ့လိုအောင်လို့လားမသိဘူးမအောင်ကွယ်ဘလို့လဲသတင်းကျွတ်အလှတွေတစ်ပတ်ကောင်းလေးပြီးပါအောင်လာမယ်ညနုကဒီ line ပေါ်မှာအခုဒီညနုရဲ့ like ကိုကြည့်ရှုအားပေးနေတော့မိသားစုတွေကိုကနန်းကောင်းတစ်ခွက်နဲ့ကြော့မှာပါ like ကိုပြီးတက်အောင်ကြည့်ပါနော် like ကိုပြီးတက်အောင်ကြည့်မယ်နည်းနည်းတဲကြီးခံပေးမယ်စကားလေးတွေနည်းနည်းပြောချင်တယ်လीနော်ဒီနေ့ကလုံးတော့စကားလုံးကတော့စီထားတာပဲဒါပေမဲ့အခုကတော့အရန်တော်တယ်ငါတို့ဆီယာမငါတို့တဲတုံးလေးအာပွားတသန်းတော်တဲ့ဟုတ်ပါပြီရှင်အာပွားတသန်းတော်တဲ့ဒေါ်ထွေးဆိုတဲ့ကောက်ပိုင်ရှင်လေးကကဲဆိုမင်းဆိုတဲ့ကောင်မနေ့ကျအဖွဲ့ဝင်ကြီးလွှဲတော့မယ်တဲ့10ချိန်စလုံးအောင်ပါတယ်တဲ့သစင်ဖြိုးဆိုတဲ့ကောက်ပိုင်ရှင်ဆီယမကြီးတဲ့လိုက်ကိုမျောရတာအဖေခရီးသွားလို့မျောရတယ်လို့ပဲတဲ့ဆီယမလိုက်ကိုမျောရတာအဖေမေခရီးသွားလို့မျောရတယ်လို့ပဲတဲ့တေးလိုက်ချင်ပါတော့တယ်သမင်းရှင်လေးပါတဲ့ကိုအောင်ဆိုတဲ့ကောက်ပိုင်ရှင်လေးကအခွေက3ချိန်ရပါတယ်တဲ့ကဲမှန်းကြစမ်းကွာမျက်နှာသူတွေ
ညနိုးလူတွေမှန်ကြစမ်းကွာအားရပါရမှန်ဟေးသူ့မျက်နှိုးရေဆိုတဲ့ကောက်ပဲမိမချောရေတဲ့ပြေးတဲ့စုနဲ့ပြေးရပါစေနောက်ကျနေတယ်နော်တဲ့အော်အချစ်တို့ရေနောက်ကျတာလည်းမပြောနဲ့ယနေ့ချိန်ဒီမှာကြည့်ကြပါနော်ည12နာရီထိုးတယ်ဘာလောက်ကလဲသိလားနော်အကိုတို့အမတို့ဒီအတွက်ညနိုးတောက်ကြနေညဘာလောက်ကလဲသိလားကနန်းရှာရတယ်နော်ကနန်းရှားပါတယ်တို့ဆိုစနေနေ့ဆိုထမင်းအောင်စားနိုင်ဘူးစားပါတဲ့ညနေဆိုတော့ကပဲချစ်လာဆိုတော့ညနိုးတဲ့ကဲအခွေလေးရတယ်နော်အဲ့တော့ပြီးခဲ့တဲ့ဘက်ကညနိုးရဲ့အဖွဲဝင်လေးတွေကိုညနိုးကဗကနန်းလေးတွေချပေးလိုက်တာလေဆိုတော့ပြန်ပြောပြပါမယ်ရှင်အင်္ဂါဗုဒ္ဓဟူးမကျော်ကျွေးကြည်ပတ်ပြီးလေးနော်ပြီးခဲ့တဲ့အပတ်ကနော်6လပိုင်း22ရက်နေ့ကနေ6လပိုင်း26ရက်နေ့မှာညနိုးအဖွဲ့ဝင်တွေဘယ်နှကြိမ်ရလဲ10ကြိမ်စလုံးရတယ်အဲ့တော့ဘာတွေရလဲဆိုတော့ပြပေးမယ်ဗုဒ္ဓဟူးမကျော်ကျွေးကြည်ပတ်ပြီးလေးနေ့တိုင်းမှာတနင်္လာနေ့ညနေမှာလဲလေးတိုက်ပြီးလေးအဲ့တော့ဘာကနန်းပါလဲ45ဆိုတဲ့ကနန်းပါမယ်တနင်္လာနေ့မနက်ကခွန်ဘူးဆိုတဲ့ကနန်းဒီလိုက်မှာလဲမိန်သေးသလိုအဖွဲ့ဝင်တွေကိုလည်း share ခွေနဲ့ပေးထားတယ်ဟုတ်တယ်နော်အဲ့တော့အင်္ဂါနေ့မနက်က4ပတ်တီးနဲ့43ဆိုတဲ့မိန်ဘက်ကိုမြန်လို့ထည့်ပေးတယ်ဟုတ်တယ်နော်ဖွဲ့ဝင်တွေဟုတ်တယ်နော်အင်္ဂါနေ့ညနေကရွှေနက်ခတ်ကြီးစိတ်နက်ခတ်ကြီးတုံညာခွန်ဆိုတဲ့နက်ခတ်ကြီးကြပါတယ်ဇတိုက်နော်ဇတိုက်ချစ်တို့ရေဇတိုက်နော်ဗုဒ္ဓဟူးနေ့မနက်ကနှစ်ပတ်တီးနဲ့25ဆိုတဲ့ဒဲမိန်ကွက်ကြီးအာစရာတော်မလို့ထည့်ပေးလိုက်တယ်ဗုဒ္ဓဟူးနေ့ညနေကအဲ့တော့မှဘယ်နှစ်သီးစားကြီးလဲကြည့်လိုက်နော်ဟိုနေ့တနင်္လာနေ့ညနေက4ပတ်တီးနဲ့45က6သီးစားနော်ဘာဖြစ်လို့လဲဗုဒ္ဓဟူးမကျော်အကျွေးဆက်ကမယ်အကျွေးကြေပတ်တီးလိုက်ခိုင်းထားတာ4မိန်ကွက်က45တနင်္လာနေ့ညနေရဲ့နေ့တိုက်တီး4ပတ်တီးနဲ့45စိန်ဝယ်ပရိတ်တီးဘာပရိတ်လဲ6ပရိတ်ဟုတ်တယ်နော်ရှယ်ခွေသည်934ခွန်ဘယ်နှစ်သီးစားရဲ့6သီးစားချိန်နဲ့6ကြိမ်6ကြိမ်စာရတာနော်ချိန်နဲ့6ကြိမ်စာရခင်ခင်ကပြောပါတယ်တဲ့10ကြိမ်အောင်နေလို့တဲ့အဲ့တော့ကွယ်အောင်ချက်ကလေးတွေကတော့ကနန်း10ကြိမ်ကို10ကြိမ်စလုံးအပြည့်ပါပဲပြန်ကြတာတော့မှမြန်တို့ဖွဲ့ဝင်တွေကတော်တယ်ပြန်ကြအောင်ပအောင်ထိုးတာနော်73နေ45တွေပြန်ကြနေနော်ပြန်ကြရတော့မြန်တို့ပွဲဝင်နေမြန်တို့နာမည်ကြီးစေတင်တယ်10ကြိမ်စလုံးပါအောင်ထိုးတာတော်လိုက်တာအဖွဲ့ဝင်လေးတွေကန်ဆက်မှုလေးတွေကန်ကောင်းလိုက်တာဒါကသူ့ကန်ကိုကန်ပါရှင်နော်မြန်တို့နဲ့အဖွဲ့လောင်ဝင်နဲ့မိသားစုတွေရဲ့ကုသိုလ်ခံနဲ့မြန်တို့ရဲ့ကန်လေးတွေရဲ့နှစ်ခုပေါင်းဆက်တော့အဲကြောင့်မလို့မြန်တို့ဗာပြောလေအဖွဲ့ဝင်ကြီးပြောတာထက်ကန်ဆက်ကြီးညတို့ဖုံးပေဖို့ယူတာကက်ဆက်ကြီး1000ပြီးခဲ့တဲ့ဘက်ကလည်းစကားတွေအများကြီးပြောခဲ့တယ်မလားနော်ကက်ဆက်ကြီး1000ယူတာပါလို့နော်နော်အဲ့တော့ကွယ်10ကြိမ်ကို10ကြိမ်စလုံးအောင်တယ်ရွတ်ပြမနေတော့ဘူးခဏ10ကြိမ်ထွက်တယ်လीနော်ဘာလေးထွက်လဲခွန်ထွက်တယ်45ထွက်တယ်43ထွက်တယ်39ခွန်ထွက်တယ်25ထွက်တယ်13ထွက်တယ်13နေ့ကမြန်တို့ဖွဲ့ဝင်နေဘယ်နှစ်သီးစားလဲတထေးဖြစ်မွေ13ဒဲမိန်တီးနဲ့3သီးစားဟုတ်လားမဟုတ်ဘူးလား3သီးစားနော်3သီးစား13နေ့က3သီးစားတဲ့ပဲအားစရာမလိုတထေးဖြစ်မွေး3ကွက်ထုတ်ပေးလိုက်တယ်6ခွန်ရယ်23ရယ်13ရယ်ဟုတ်လားမဟုတ်ဘူးလားတထေးဖြစ်မွေး3ကွက်6ခွန်3ရယ်23ရယ်အဲ့တော့ဗုဒ္ဓဟူးနေ့ညနေက13အဲ့တော့မြန်တို့နေ့တိုက်ထဲမှာဗုဒ္ဓဟူးနေ့ကနေ့တိုက်ထဲမှာတစ်ပတ်သီးနဲ့13ဒဲမိန်အားစရာမလိုညနိုးဘွဲဝင်ကဘာပြန်တော်လဲဆိုကြာသာပတိနေ့မနက်က31ညနိုးကတစ်နောက်ထိုင်နဲ့ဆွဲတာတစ်နောက်ထိုင်နဲ့ဆွဲတာ31ကိုပြန်ပအောင်ထိုးတယ်တော်တယ်နော်ဘွဲဝင်တွေတစ်ချက်
3 တက်ထွက်ပြီးညနေဘက်ကျတော့ဖာထွက်ဟမ်ဖာထွက်လေအဖွဲဝင်နေဖာရလေဒဲမင်းကြီးနော်ပတ်တိ6ပတ်တိရတာ68ထွက်တာကို6ပတ်တိရတာနော်အဲ့တော့တောက်ကြနေမနက်က6ပတ်တိနဲ့60ဆိုတဲ့ဒဲမင်းကြီးပါဟလာနှစ်သီးစားတောက်ကြနေညနေပွဲသိမ့်သည်ညနိုးဖွဲ့ဝင်နေတော်သည့်အတွက်ဒီ45ကိုပြန်ထိုးပါတယ်เนาะဘလောက်တော်ထားလဲအဲ့တော့ညနိုးလည်းနာမည်ကြီးစေတယ်ဖွဲ့ဝင်တွေလည်းတော်တယ်သူတို့တွေကအဖွဲဝင်အဟောင်းတွေကအရန်လိမ္မာပန်းတတ်တာเนาะအဖွဲဝင်တွေကအရန်လိမ္မာပန်းတတ်တာအဖွဲဝင်အဟောင်းတွေပေါ့ဘာဖြစ်လို့လဲဆိုတော့3 တက်ထွက်ပြီးတဲ့နောက်ပိုင်းမှာညနိုး6ပရိတ်ကိုဇက်တိုက်ထည့်ပြီးတယ်ဘာကြောင့်ကွန်မန့်မလာတော့ဘူးနှိပ်3 တက်ထွက်ပြီးတဲ့နောက်ပိုင်းမှာညနိုးဘာကြောင့်6ပရိတ်ကိုဇက်တိုက်ထည့်ပြီးတယ်ပြမယ်အခုတခါလေးရှင်းပြမှတ်ထားနောက်ကိုညနိုးရဲ့ live ကိုမတွေ့ရင်လေအဲ့မော်လေးဆိုတဲ့ကောင်မဘာကောင်မလဲကွယ်နော်ဘာကောင်မအဆောက်စစ်မရှိတဲ့ကောင်မနင်မဲသွားဟေးနော်ကြားဖြန်တဲ့မောင်နှမဟေးကြားဖြန်တဲ့မောင်နှမတော်လို့အဲ့ဒါငါကနန်းတွေကိုကြားဖြန်အဖွဲကချပေးတာကဲပြောနေပါပြောဘာကောင်လေးလဲ60တဲမိန်နဲ့68ထွက်အေးဟုတ်လေရတယ်အမခေါနဲ့မအားသေးမကင်တော့နော်ညနိုးက3 တက်ထွက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒါလေးတွေသင်္ကေတလေးတွေမှတ်ထားကလနာကြည့်တတ်တယ်ဆိုရင်လည်းပြန်ကြည့်ကြ3 တက်ရေလို့ထွက်ပြီးသွားရင်6ပရိတ်ဆိုတာ45ဆိုတဲ့ main ကွက်နဲ့အတူ6ပရိတ်ဆိုတာအငြင်းတန်းလိုက်တယ်နော်အဲ့ဒါတစ်ချက်မှတ်ထားပြီးရင်အဲ့3 တက်4ပရိတ်ရေလို့ကြာပြီးသွားရင်နှစ်ပတ်အတွင်းမှာ10ပရိတ်လိုက်တယ်တစ်ပတ်အတွင်းမှာ10ပရိတ်လိုက်တယ်နောက်တစ်ချက်ထပ်ပြောမယ်6ပရိတ်ရေလို့2ဆင့်လာပြီးသွားရင်17ပရိတ်ဆိုတာအမြဲတမ်းလိုက်တယ်အဲ့တော့ဒီဘက်မှာပြီးမဲ့အဖြေလေးတွေရှင်းလေးတွေညကကလန်နာစစ်ပြီးသွားပါပြီရှင်ကဲအဲ့တော့အဖွဲဝင်နေစကြိမ်စလုံးရတယ်ပြောတယ်နော်နဲ့သမီးဒီမမွားတယ်မိုးကြီးဆိုရယ်ခွန်အပူတင်ထိုးပြောထားပါတယ်သမီးလေးဟုတ်ပြီဩအတန်မကြရလဲဒီလောက်អော်ပြောနေညနို့ဘယ်လိုလုပ်ပါမှာလဲညနို့အစ်စ်မဟုတ်ရင်နင်ဖွာလာတယ်ဦးစိုးသိန်းကပြောကုန်ပြီဦးစိုးသိန်းဟုတ်တယ်ပြောလိုက်ညနို့အစ်စ်ပါရှင်ညနို့အစ်စ်ပါရှင်ခေါနေအောင်နော်ညနို့ဖုန်းတောင်းဟယ်လိုဟုတ်ကဲ့ပြောမှာဖြစ်ကြလေးသမီးကြားဆိုင်ဒီလေးတော့မယ်နော်ဖြစ်ကြလေးဟုတ်ပြီလွှဲလိုက်နော်ဟုတ်ကဲ့ပါမီး10ချိန်လုံးရနေရင်တော့လေပြီလားချစ်တရားလေးချစ်ဆုံးလေးပောက်ကွက်ကလေးများရနေနဲ့ပဲတုံးလေးအဲ့လိုမျိုးပေါ့နော်ချစ်တရားလေးချစ်ဆုံးလေးအဲ့လိုမျိုးပါရှင်မြည်ပြတ်သွားတော့မြည်ချင်းနေလို့ခဏလေးစောင့်ပါရှင်ကဲကိုဆိုတဲ့ကောက်ပန်ရှင်ကြီးဒီဘက်ကလူတွေလည်းပြီးပါအောင်အားပေးနေတယ်တဲ့ဟုတ်ပါနော်ပေးနေအကုန်ပေးနေရှင်ဒီကိုကနေအားပေးနေပါတယ်ညီမလေးနှင်းစုကိုဆိုနှင်းရမုံကိုဆိုတဲ့ကောက်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအတန်းလေးဝင်နေနော်ဟုတ်စစ်စီယာမလေးတဲ့ဟုတ်ကဲ့ပါရှင်
ok và xin hello ok nguyên lý chào mừng cô cha sẽ đi lấy đơn hào lê và xin cái tên này ăn sẽ có vẻ sao mà ý để tôi để nói ok và xin này ok và khi số đấy các bạn cái này ăn nó phụ tu lý đấy ok nè ở phía bên này ali cái này đi ăn đi chết sống gì tê rong gì mình đi velo để xem là này tôi đi ăn này nhất là mà chấp bảo nhân lúc cũ mà bù đi đi à nhân lúc cũ cáo sập tên này làm đi đi chú ý gì bắt phải thà để rồi tôi bắt đầu bắt trả lại lên mà tôi nhân lúc sai gì đi à không được hôm mà chú ý gì bắt đi xử lý lý ngó lý dễ được bọn nó nhân lúc ấy tên này tiền bị lại đó đi đó mà nhân lúc ní đây cũng thắt đi đó thì lý à thì tên này là ní cũng màถ้าจะหมดไล่มาเลยပြောခဲ့တယ်ဒီတနင်္လာအင်္ဂါမှာလေးကိုအကျွေးကြီးပတ်ကြပါလို့လည်းပြောခဲ့တာပဲဟာနော်အဲ့တော့အဲ့လိုပေးလိုက်တာပေါ့လေနော်အဲ့တော့ဘယ်တော့တောင်ရကြလဲတော့မသိအဲ့ဒီနေ့မှာနေညနုမပိုးရညာရပါတယ်ရှင်အင်္ဂါနေ့မှာလည်းရပါတယ်ရှင်ဗုဒ္ဓနေ့မှာလည်းရပါတယ်ရှင်သတ္တပတိနေ့မှာလည်းရပါတယ်ရှင်တိုက်ကာနေ့ပွဲသိမ်းမှာလည်းရပါတယ်ရှင်အဖွဲ့ဝင်တွေဒါတော့လိုက်မှာပါရှင်ကျမရဲ့ဖွဲ့ဝင်နေစေချိန်စလုံးရပါတယ်ရှင်ကျမရဲ့ဖွဲ့ဝင်နေစေချိန်စလုံးရပါတယ်ထက်ခါကြီးညာပြီးနေတယ်ပြန်ကြကြတာတော့မှအဖွဲ့ဝင်နေရလေအရန်ချစ်ဖို့ကောင်းနော်ရန်ချစ်ဖို့ကောင်းတယ်လိမ္မာပါနတ်တာမမျက်နှာကဒီလိုထည့်ပေးရင်ဒီလိုမျိုးကြိုက်နေတာထိုးတယ်ဟေးထိုးတယ်ဟာနော်မျက်နှာ133ကြပြီးတည်းကဘာကြောင့်ကိုးပရိတ်ကိုထည့်ပေးနေတာအကြောင်းရှိလို့ထည့်ပေးနေတာဟေးထိုးတယ်ဟုတ်လားမျက်နှာမှာတောက်ကြနေရနေကွက်ကို18နဲ့36နဲ့90နဲ့ကိုးပရိတ်ကိုကြိုက်တော့လို့ main ကွက်ကိုအဲ့ဒါတင်လိုက်တာဟုတ်လားကိုးပရိတ်က4-5ရက်ထွက်သွားတယ်နော်တော်တယ်အဖွဲ့ဝင်တွေတကယ်တော်တယ်ကူရိုးနဲ့အရန်ကန်ဆက်တယ်ဒီအဖွဲ့ဝင်တွေ 3D လည်းပေါက်ပါသေးကွယ်ဒီတိုင်းပဲပြန်လာကဲပြုတ်အားလုံးပဲမင်္ဂလာညချမ်းပါရှင်တရက်မှမပေါက်ဘူးဆိုတော့အဖွဲ့မဝင်လို့မပေါက်တာအဖွဲ့ဝင်ရင်ပေါက်တယ်ပတ်စံတစ်သောင်းကိုနှစ်မျောပြီးဂုံးစင်းရင်မပေါက်ဘူးပြမယ်ပတ်စံတစ်သောင်းကိုနှစ်မျောပြီးဂုံးစင်းရင်မပေါက်ဘူးရှင်နော်ရာစာဆိုတဲ့အပေါက်ပိုင်ရှင်လားမသိဘူးနော်အေးဟုတ်မယ်ရာစုလားရာစာလားရာစုဆိုတဲ့ပေါက်ပိုင်ရှင်လေးနော်ဂုံးစင်းရင်တော့မပေါက်ဘူးရှင်ဂုံးမစင်းရင်တော့တစ်သောင်းထက်မကကျမဘက်ကတန်မိုးအများကြီးပေးပါလေရှင်နော်အတုဆိုရင်မကြည့်နဲ့နင့်ဘလို့အတုဆိုတဲ့ဟာတွေမကြည့်နဲ့နော်နင်တို့ဘလို့ပြန်မှတ်နောက်တစ်လုံးကြည့်လို့မရအောင်ဘလို့ဒီလောက်အစ်စ်လိုက်ပြီးတက်လွှင့်ပြီးနေတာတော့အတုပြောရက်တဲ့ဟာခဏစိုက်ခေါ်တဲ့ဒီချိန်ဆိုတညာလုံးဟိုဟာလေအဲ့လိုပေါ့နော်အကိုဟာလေအဲ့ဒီအကောက်ကဘယ်လိုဖက်ကမလဲအေးကိုထွန်းဆိုတဲ့အကောက်ပိုင်ရှင်လေဟိုတစ်ချက်လောက်ညီမပြောပြရစီအေးကိုထွန်းဆိုတဲ့အကောက်ပိုင်ရှင်တွေကကိုကြိုက်နှစ်တက်လို့ဝင်ပြီးွားတဲ့ဆရာတယောက်ရဲ့မကောင်းတဲ့အကြောင်းကိုမြင်လို့ရဲ့လိုက်မှာဒါရောက်၍မပြောပါနဲ့လို့မေတ္တာရက်ခံပါတယ်ဒါကသူကလည်းလာပါလို့အသေးအံမခေါ်ဘူးလေခုနကအကိုကအဲ့လိုပေါ့ဘိုင်နေတက်ပြီးတော့ပြောတာမကောင်းပါဘူးရှင်ဒါကတစ်ဖက်လူရဲ့လို့ပြောမလဲသူ့ဘက်ကသူနှိမ့်ခွန်းနေပေါ့နော်သူကမှန်လေအကိုတို့ကြိုက်နှစ်တက်လို့အေးကိုဆိုတော့ခုနအကောက်ပိုင်ရှင်နေညီမပြန်ဖတ်ပေးမယ်နော်ဒါပေမဲ့သူအကိုရေးတဲ့အပြည့်စုံညီမမဖတ်ပေးဘူးနော်အကိုကြိုက်နှစ်တက်လို့အကိုသွားဝင်လာလေသူတို့ကအကိုလာပါလို့မခေါ်ဘူးဒါပေမဲ့ညီမရဲ့လိုက်မှာဘဲဆရာမတွေရဲ့မကောင်းကြောင်းကိုဟိုတက်မရေးပါနဲ့ဒါကဟိုဘယ်လိုပြောမလဲစီးတစ်ခုထားပေးပါနော်ညနိုးလေစီကန်တစ်ခုထားပါတယ်ညနိုးလောက်လာတဲ့တက်တန်း9နှစ်တာမှာ
ဘသူရဲ့မကောင်းချောင်းကိုမှယနေ့ချိန်ညနိုးနဲ့အကောက်တုရှိတာတော့မှအဲ့အကောက်တုကအခုနောက်ပိုင်းမှာစေတနာမေတ္တာလေးတွေတွေ့တယ်သူ့ဘသူလှုပ်ရှားတယ်ပေါ့နော်ဒါမှန်တယ်နေမျက်နှာအကောက်တုဒီမျက်နှာအကောက်တုဒါပေမဲ့သူ့ရဲ့စံချိန်နှုန်းနဲ့သူသွားတယ်ဒါသူ့ကိုချီကျူးတင်တယ်လေနော်မှန်တယ်အဲ့တော့သူ့တောင်မှမျက်နှာမတိုက်မပြောတော့ဘူးနော်သူ့တောင်မှမျက်နှာမဆဲတော့ဘူးမပြောတော့ဘူးသူကမှန်တယ်မြင်မျက်နှာနဲ့မြင်မျက်နှာနာမည်နဲ့လှုပ်ရှားနေဟိုးတုံးနေလှုပ်ရှားတာလေဒီနှစ်6ဆိုတဲ့နောက်ပိတ်ကဒါပေမဲ့အခုနောက်ပိုင်းကသူ့ formula စိုက်နေသူသွားတယ်နော်အဲ့တော့ဒါသူ့လည်းကြောစရာမလိုဘူးအတူမှန်းသိနေရှောင်ရှားအစ်စ်ကပါလေ6ခွန်ကို68လေး435အတူအစ်စ်ခွဲခြားတတ်ကမယ်မှန်တယ်နော်မြေမျက်နှာအစ်စ်ရှိကိုအပွဲဝင်ခြင်းပါလေဆိုရင်မှတ်ထားရမယ်ဖုန်းနံပါတ်ဒီ3996ခွန်ကို68လေး435ဟုတ်တယ်နော်မြေမျက်နှာအစ်စ်ရှိကိုအပွဲဝင်ခြင်းပါလေဆိုရင်3996ခွန်ကို68လေး435အေးအဲ့မြေမျက်နှာအစ်စ်ကဘလိုမျိုးတွေပေးတာလဲဆိုရင်အကုန်ရတယ်မြေမျက်နှာကပတ်ပြီးရောင်းစားတဲ့သူလည်းမဟုတ်ဘူးအခွေရောင်းစားတဲ့သူလည်းမဟုတ်ဘူးဗရိတ်ရောင်းစားတဲ့သူလည်းမဟုတ်ဘူးနေတိုက်ကိုရောင်းစားတာလည်းမဟုတ်အေးမြင့်မြင့်တို့နဲ့အဖွဲဝင်ရင်ဘာတွေရမှာလဲလို့သိချင်ရင်ဒီ like ကိုအစဆုံးကြည့်သွားမျက်နှိုးတီမျက်နှိုးထိုးတယ်လို့ပဲအဖွဲဝင်ရဲ့မိသားစုတွေကိုအဲ့ဒီအတိုင်းချပေးတာဗရိတ်ပေးမယ်အခွေပေးမယ်ရှယ်ခွေဆိုရင်တစ်ပတ်ကို3ချိန်2ချိန်ဆိုတော့အော်တိုအောင်မိသားတထေးဖြစ်မွေးကွက်ထုတ်ပေးတယ်အထူးမွေးပါမယ်စိန်ခေါ်ပတ်သီးပါပြီးရင်မြင်မျက်နှာရဲ့ဒီတနင်္လာကနေတောက်ကြကိုမစိတ်သုံးတဲ့သူတွေကိုမစိတ်ကပို့ပေးတယ် Fiverr သုံးတဲ့သူ Fiverr ကနေနေ့စဉ်နေ့တိုင်းမလုပ်ပြရကနန်းပို့ရတယ်အဲ့တော့မျက်နှာဘာရောင်းစားတာလဲဘာမှရောင်းစားတာမဟုတ်ဘူးမျက်နှာထိုးလို့ပဲမျက်နှာဖွဲဝင်တွေကိုကနန်းနေ့စဉ်နေ့တိုင်းပို့ပေးနေတာအဲ့တော့စေတနာကိုနားလေတယ်စွတ်တက်တယ်ဆိုရင်အဖွဲဝင်တမျိုးလေးကိုလိုချင်တယ်ဆိုရင်မျက်နှာရှိဖွဲဝင်ကျမတို့တော့နေတိုက်ကိုတော့မလိုက်ဘူးဗုဒ္ဓဟူးမကျော်ပတ်သီးကိုပဲလိုချင်ပါတယ်ဆိုရင်အဲ့ဒီဗုဒ္ဓဟူးမကျော်ပတ်သီးပေးတဲ့ဆရာဆရာမတွေအကောင်းဆုံးတွေရှိတယ်ရှာပါနော်အဲ့ဆရာဆရာမတွေဒီတာဝန်ခံမှုတာဝန်ယူမှုနဲ့ပေးတဲ့သူတွေရှိတယ်သွားဘယ်သူတွေလဲတော့မျက်နှာမသိဘူးမျက်နှာလည်းလူတိုင်းကိုမသိတဲ့အတွက်နော်မျက်နှာဒီလူတိုင်းကိုမသိတဲ့အတွက်ဘာဖြစ်လို့လဲဆိုတော့ဒီ YouTube ပေါ်မှာလည်းလေ့လာစုံစမ်းဖို့မျက်နှာမှာအချိန်မရှိဘူးကိုယ်ဖွဲ့ဝင်နေနေကဒီစနေနေ့ညဆိုရင်7 နာရီလောက်ရှိမျက်နှာအိတ်ကမယ်နက်ပြန်တနေ့ကုန်တနင်္ဂနွေနေ့ညဆိုရင်တညာလုံးခဏပို့ရမယ်7 နာရီတနာရီထိုးမှအဖွဲ့ဝင်သိရင်တနာရီထိုးဆိုတာလူဟောင်းတွေကြောင့်Fiverrမှာအေးစာပို့တဲ့လူဟောင်းတွေကြောင့်ဝင်စစ်တယ်တနာရီပြီးသွားတာနဲ့မျက်နှာဘာလောက်ကခဏန်းတွေတောက်လျှောက်ပို့နင်းနာနေ့တစ်ဝက်ထိနောက်ကြီးတွေကြတော့မျက်နှာခဏန်းတွေထုတ်ပေးရအဲ့တော့ line ပေါ်မှာဘသူရဲ့ဖေးပေါ်မျက်နှာမသိနော်အဲ့ဒါလေးတခုတော့မှားကြမှာတယ်ဘသူမှာကိုကြိုက်နဲ့တက်လို့ဝင်ပြီးသွားပြီဆိုရင်ဥမာပေါ့မျက်နှာလည်းဒီလိုပဲမျက်နှာရှိမှအဖွဲ့ဝင်ပြီးသွားလို့မျက်နှာဘက်ကခဏန်းမှန်ခဲ့ရင်လေဘယ်ဆရာမကိုပဲတက်ကြည့်ဒီလိုမျိုးတက်မပြောတဲ့။ဟာမြင်မျက်နှာရှိမှအဖွဲ့ဝင်မှာဘလို့ရှုံးပါတယ်လို့တခြားရဲ့ဆရာမတွေရဲ့အကောင့်မှာဒီလိုမျိုးကိုတက်မရေးသင့်ဘူးဒီလိုပဲတခြားဆရာမတွေရှိမှအဖွဲ့ဝင်ပြီးသွားလို့မျက်နှာရှိမှဒီလိုပေါ့ဒီလိုလေးကြည့်ပြီးတော့ပေါ့နော်အဲ့လိုဘိုင်နေတက်ပြီးတော့မပြောပါနဲ့လို့မေတ္တာရက်ခံပါတယ်ဒါကမျက်နှာဘက်ကထားတဲ့စီးတစ်ခုပါရှင်နော်အားလုံးပဲကဏ္ဍလေးစတင်ပြောပါတော့မယ်ဒီအဲ့တစ်ခုလောက်ပါဖြစ်တယ်မှတ်မတွေ့ပြန်ဒီဘက်ကအောင်ပါဟုတ်လားအဲ့ဒါတော့သိတော့ဖြစ်တယ်ဟိုရဟိနော်အသေးတယ်ဒီနေ့ကတော့ဘာလို့ဟယ်လိုဖုန်းခေါ်ပြီးမပြောဘူးကျမအားမနေဘူးရှင်ကျမကိုချစ်လို့တက်ကြည့်တယ်တဲ့ဟုတ်ကဲ့နော်အဲ့ဒါလေးကိုစိတ်မဆိုးနဲ့နော်ညတို့ပြောတဲ့စကားလုံးတွေစိတ်မဆိုးနဲ့ဒါပြပြပေးတာတဦးနဲ့တဦးဆိုတာကစီးထားရတယ်ရှင်နော်တဦးနဲ့ဒါကညတို့ဘက်ကထားတဲ့စီးပေါ်သူများထားလားမထားလားတော့မသိဘူးပေါ့နော်ဒါတော့ညတို့ဘက်ကကျင့်သုံးတဲ့နီလန်ကျင့်သုံးတဲ့စီကံနော်ဘယ်သူမှန်ပါတယ်ဘယ်သူမှားပါတယ်လူတိုင်းဒီအခုညတို့ဘလောက်ပဲအခုဒီတစ်ပတ်ကုန်းကပြီးသွားတဲ့အပတ်ပေါ့ညတို့10ချိန်တလုံးရရှေ့တစ်ပတ်တွေမှာ8ကြိမ်ရတယ်6ကြိမ်ရတယ်5ကြိမ်ရတယ်အပတ်တွေရှိခဲ့တယ်5ကြိမ်ရခဲ့တဲ့အကြိမ်တွေလည်းရှိတယ်6ကြိမ်ရခဲ့တဲ့အကြိမ်တွေလည်းရှိတယ်8ကြိမ်ရခဲ့တဲ့အကြိမ်တွေကတော့များတယ်ဒီတစ်ပတ်ဒီ10ကြိမ်ရတယ်နော်10ကြိမ်ရတယ်ပြန်ကြတွေကြောက်တော့မှ10ကြိမ်ရတယ်အဲ့ဒါဘာကြောင့်လဲ
အဖွဲဝင်နေတော်လို့ဟုတ်တယ်နော်ဟုတ်တယ်အကိုအေးကိုထွန်းစိတ်မစိုးနဲ့တော့ကိုနော်ညီမပြောတဲ့စကားကဒါကညီမကမေတ္တာတရားနဲ့ပြောမကောင်းလေကိုရဲ့ညီမလည်းမကောင်းသလိုအကိုလည်းမကောင်းဘူးနော်သူလည်းဘယ်ဖြစ်ချင်မလဲအကိုခုနအဖွဲဝင်လိုက်တဲ့လူကလည်းဘယ်ဖြစ်ချင်မလဲသူကနန်းတော့သူမှန်ချင်တာပဲလေဟုတ်တယ်မလားညီမတို့လည်းညီမတို့ကနန်းအခုစေချိန်ပါတော့ဝင့်သွားနေဝင့်ကြွားနေညီမတို့လည်းနှိမ်သွားတဲ့ခါကျရင်ဒီလိုခေါင်းငုံနေရမှာပဲတောင်းမှန်မှာပဲဖွဲ့ဝင်တို့တောင်းမှန်ပါတယ်တောင်းမှန်ပါတယ်တောင်းမှန်မှာအဲ့ဒီမှာမြင်တို့ချစ်တာတွေလည်းမသိတော့ဘူးသူတို့အချစ်ဆုံးတွေလည်းမသိတော့ဘူးဘလို့ရှုံးတာဘလို့ရှုံးတာဘလို့နော်အစ်ဒီလာမှာဘလို့ရှုံးအခုညီမ10ချိန်စလုံးပေးလိုက်လို့ညီမအဖွဲဝင်တွေပေါက်တာကဟိုအမှန်ပြောတဲ့သူကလည်းရှိသလိုရှုပြောတဲ့သူကလည်းရှိတယ်ဒါပေမဲ့ညီမကအဖွဲဝင်ကြီး1000ယူပြီးသွားပြီကြံတဲ့အပိုင်းသူတို့များများပေါက်ရင်သူတို့ယူညီမနဲ့မဆိုင်ဘူးညီမများအချိန်ရည်တွေလွဲသွားခဲ့လို့ဆိုရင်လူတိုင်းကိုမပြောဘူးနော်တချို့တွေဆိုရင်1000လောက်ရှုံးရင်10သိန်းပြောမှာရှေ့တစ်ပတ်ကညီမကဒါတောင်ပတ်တီးရောင်းစားတယ်မဟုတ်4တပင်ကြောက်သွားတဲ့အပတ်အနန်း3လုံးကြောက်တာလေ3-4ခွန်ညီမကဗုဒ္ဓဦးမကျော်ပတ်တီးကို4ပြီးနေတယ်4ကြောက်သွားဒါတောင်မှနေ့တိုက်ထဲမှာ8ကြိမ်ရအောင်ညီမစူးစမ်းပေးလိုက်တယ်အဖွဲ့ဝင်တွေကိုနော်ရှေ့တစ်ပတ်ကနော်8ကြိမ်ရအောင်စူးစမ်းပေးလိုက်တယ်4တလုံးကြောက်သွားဒါတောင်မြန်တို့ပတ်တီးရောင်းစားတဲ့သူ1000ရှုံးတဲ့သူက10သိန်းပြောတယ်3သိန်းရှုံးတဲ့သူကသိန်း100ပြောတယ်ဒီတစ်ပတ်မှာအကျွေးကြီး4ပတ်တီးကိုပြန်လိုက်ပါမိန်ကွက်ပါတင်ပြီးတော့တနင်္လာနေ့ညနေလို့စိုးသွားလို့နည်းနည်းပဲရတာလို့အကျွေးမကြည်တာကြည်စမ်းရှုံးသွားတဲ့အချိန်တုန်းကအတ္တိလေးရှေ့တစ်ပတ်မှာမထွက်တဲ့အချိန်တုန်းကတနင်္လာနေ့တည်းကတောင်းကနန်းနဲ့လိုက်တာသိန်းကနန်းနဲ့လိုက်တာအပြစ်တွေအဲ့တော့လူတိုင်းကိုမပြောလို့ပါအဖွဲ့ဝင်တိုင်းမပြောလို့ပါဘူးတူးမြစ်တာတူးစေတနာပါညနိုးဒီ4ကြောင်ရှုံးသွားတဲ့လူ4ပြန်ပေးလိုက်3ကြောင်ရှုံးသွားတဲ့လူ3ပြန်ပေးလိုက်တယ်ညနိုးစေတနာမှန်ပါတယ်နော်အဲ့တော့အဖွဲ့ဝင်တွေပြန်ပြောအားတွေဟောင်းနေတာလဲလူတွေဟောင်းနေလို့လဲအေးဟောင်းနေကြတာလားမဟောင်းနဲ့လေညနိုးလိုက်မှမဟောင်းနဲ့ဟောင်းရင်နောင်တတွေရကုန်မယ်တကွက်ကောင်းတွေမရဘူးဖြစ်မယ်နော်ဘလော့လိုက်လို့နော်ညနိုးလိုက်မှဝင်မဟောင်းနဲ့ညနိုးဘလော့လိုက်ရင်တကွက်ကောင်းတွေလွတ်မယ် 3D တွေလွတ်ကုန်မယ်နော်ဘလို့တွေဖြစ်နေကြတာလဲမိနစ်ကြီးပြီတစ်ချက်9:45ကဲလွတ်အားလုံးပဲမင်္ဂလာပါအခုညနိုးတက်လာတဲ့ like က6လပိုင်း29ရက်နေ့ကနေ10လပိုင်း3ရက်နေ့အတွက်တစ်ပတ်စာ like ကလေးဖြစ်ပါတယ်ရှင်နော်10ချိန်မှာတဲ့ဟုတ်ပါပြီမှန်ပြီနော်ညနိုးနဲ့ဖြည့်တစ်ပတ်ကဖွဲ့ဝင်သွားတာ10ချိန်ရပါတယ်10ချိန်ရပါတယ်အဲ့ဒီလိုပြောမှအင်္ဂါနေ့နဲ့ဗုဒ္ဓဟူးနေ့ကိုအဖွဲ့ဝင်တွေတစ်ခွက်ကောင်းထုတ်ပေးမှမပြောရင်မရုပ်ပေးဘူးမပြောရင်မထုတ်ပေးဘူးနော်ရှယ်တွေပဲပေးတာနော်4 5 2 5 4 3 60 3 ခွန်နော်2 5 1 3 1 3 1 3 3 1 4 5 4 5နော်60 68ကတော့6ကပတ်တီးပါကွယ်နော်68ကတော့ထဲလို့တော့မပြောလို့ပါ6ပတ်တီးပါ68က68ကိုကခွေစင်းသွားတဲ့အတွက်မျိုးလည်းမတက်နိုင်6ပတ်တီးပဲရလိုက်ပါနော်6ပတ်တီးပဲရလိုက်ပါတယ်အောင်ပါတယ်လို့ပေါ့ပတ်တီးအောင်တယ်ပေါ့အဲ့တော့10ချိန်မှာ9ချိန်စီမိန်တစ်ချိန်က6ပတ်တီးကဲတော်လားတော်လား10ချိန်မှာ9ချိန်ရမိန်တစ်ချိန်က6ပတ်တီး68နေရ6ပတ်တီးအဲ့တော့10ချိန်ကို10ချိန်လုံးရရတယ်ရှင်အဲ့တော့9လပိုင်း29ရက်နေ့ကနေ10လပိုင်း3ရက်နေ့အတွက်တပတ်စာ like ကလေးဖြစ်ပါတယ်အခုညနိုးတက်လာတဲ့ like ဒီ9လပိုင်း29ရက်နေ့ကနေ10လပိုင်း3ရက်နေ့အတွက်တပတ်စာ like ကလေးဖြစ်ပါတယ်ရှင်ပြန်ပြောပြမယ်ဒိတ်မတွေ့ဘူးလို့ပြောတဲ့သူတွေဒီအစကနေအဆုံးကိုမကြည့်လို့ညနိုးပါဇက်ကနေဒိတ်တက်ပြီးတော့မတွေ့တာအစကနေအဆုံးကိုကြည့်နေဆိုရင်ဒိတ်တက်ပြီးတာတွေ့ရမယ်အခုညနိုးတက်လာတဲ့ like က9လပိုင်း29ရက်နေ့ကနေ10လပိုင်း3ရက်နေ့အတွက်တပတ်စာ like လေးဖြစ်ပါတယ်ရှင်တော်တယ်ချစ်သေးတဲ့အဲ့ဒါကြလားရကြ
တော်ပါတယ်မိမချောကြီးတဲ့စုမြတ်နူဆိုတဲ့အကောက်ပိုင်းရှင်ဟာ10 ချိန်ကို10 ချိန်စလုံးရတယ်လို့မှန်နော်အဖွဲ့ဝင်နေသိတယ်နော်မပေးဘူးဖြစ်သွားမယ်ခွန်ဘူးလို့တကွက်ကောင်းပါတယ်ဒီမှာအဲ့တော့ခုနအဖွဲ့ဝင်တဲ့သူတွေဒီလိုက်မှာကြည်နာမသိဖုန်းဆက်မဲ့တူတူ Viber မှာပြည်စားသွားပို့ Viber မသုံးတဲ့သူတွေဒီဖုန်းဆက်လို့ရတယ် Viber သုံးတဲ့သူတွေကအလုတ်ရှုပ်ခံပြီးတော့ဖုန်းဆက်နဲ့ Viber မှာပြည်စားပို့နော်ရနင်တို့ကတော့အခုချိန်မှာတော့ကိုတော့လို့မဟုတ်ဖုန်းမကင်တော့အဲ့တော့မြင်မြတ်တို့ရဲ့မူရင်းဖုန်းကပါ39969463 39ဒီ6968443ပါအောင်ဆိုးဆိုတဲ့ဘာသာတရားကိုင်းဆိုင်သူလေးရေးတဲ့တည်င်းကျွတ်ကြောဖို့တကွက်ကောင်းလေးပြီးပါလားပတ်ပြီးမလိုက်နိုင်လို့တဲ့စေကမန်ရင်ကိုယ့်ဘက်ကိုထိုးရလားထိုးတာပေါ့မျိုးကြီးမိုးကြီးရေထိုးတာပေါ့ဟေးငါထိုးတာပေါ့တကွက်ကောင်းပြီးမှာပေါ့တည်င်းကျွတ်ကြောမှာလေညတို့ခုသားပြောလဲဒီ live ပေါ်ကရင်ညတို့ရဲ့ဒီ live မှာကြည့်ရှုတဲ့မိသားစုတွေအားလုံးကိုညတို့ကနန်းတစ်ခွက်ကောင်းနဲ့ကြောလိုက်ပါမယ်လို့နော်အပိသက်မှာပြောပေးမယ်အဲ့တစ်ခွက်ကောင်းနဲ့ကြောလိုက်မယ်နော်ကြောတယ်နော်ပောက်သွားရင်မိုးဘိုးတွေလွှဲမယ်မိုးဘိုးပြန်ပြီးတရင်ကျုပ်ကိုတခါလဲကြောလိုက်မယ်တရင်ကျုပ်မတိုင်ခင်ကြောပေးလိုက်မယ်နော်ညီမလေးရေးတဲ့ချစ်စရာကောင်းပါတယ်တဲ့စိတ်သက်လေးဖြူစင်းနေတဲ့ဟုတ်ကဲ့ပါရှင်နော်ညတို့ကလိုက်ပြီးလိုက်ဆင်းကန်နေကြရင်ဒီ live ပေါ်မှာကြည်နေတဲ့မိသားစုတွေကိုဟိုလူပဲဝတ္ထုပစ္စည်းနဲ့ဟိုကြောလို့မရဘူးလေနော်ညတို့ကတနေရဒီ live မှာကြည်နေတဲ့မိသားစုတွေကတနေရတနေစီဒီမှာဆိုတော့ကနန်းလေးတစ်ကွက်နဲ့ပဲကြောလက်ခံနော်အဲ့ကနန်းတစ်ကွက်နဲ့ကြောပါအဲ့တော့ကြောတဲ့သူကိုကြောခံတဲ့သူတွေကဖာပြန်ပေးရလဲသတင်းကျုပ်ကိုလူကြီးတွေကိုကြောရင်ခလေးတွေကိုဖာပြန်ပေးရလဲပြန်ပေးဖို့စဉ်းစားတာအဲ့တော့9 လပိုင်း29 ရက်နေ့ကနေ10 လပိုင်း3 ရက်နေ့အတွက်တစ်ပတ်စာ live ကလေးဖြစ်ပါလေရှင်ပါကနန်းလေးကိုရှင်ပြောမယ်ကိုယ့်ရဲ့ lucky ကနန်းကိုရှင်ပြောမယ်အင်္ဂါမကျော်ကိုတလုံးပတ်ချင်ပတ်မပတ်ချင်နေယုံရင်တက်မယ်မယုံရင်မပတ်နဲ့ပြီးခဲ့ပြီတော့စန်းစန်းကြီးက10 ချိန်စလုံးရတယ်နှစ်ခတ် share ရလိုက်ပါတယ်တဲ့ကျေးဇူးပါဖွဲ့ဒီ live မှာကြည့်နေတဲ့မိသားစုတွေကိုတော့မြနူးကကနန်းလေးတစ်ခွက်နဲ့ကြောမယ်မြနူးလေးတနေရာစီမှာနေတယ်ဒီ live မှာကြည့်နေတဲ့မိသားစုတွေကလည်းတနေရာစီမှာနေကြတယ်အဲ့တော့အသက်ကြီးတဲ့လူကြီးမိဘတွေကိုခလေးတွေကကြောရင်ခလေးတွေကိုဗာပြန်ပေးရလဲနော်ခလေးတွေကိုဗာပြန်ပေးရလေလူကြီးတွေကသတင်းကျွတ်မှာခလေးတွေကိုကြောရင်ခလေးတွေကိုဗာပြန်ပေးရလေမဟုတ်ဘူးမယူပါဘူးမေတ္တာတရားတွေပဲယူမှာပါမြတ်တို့ကနော်မေတ္တာတရားတွေပဲယူမှာဆုတောင်းမှုတွေယူမှာနော်မဟုတ်ဘူးမယူဘူးမြတ်တို့ကိုကျမ်းမာရေးကောင်းဆုတောင်းပေးဖို့ရယ်အသက်ရှင်အောင်ဆုတောင်းပေးဖို့ရယ်ဆုတောင်းမှုပဲယူမှာပါရှင်နော်အင်္ဂါမကျော်ကိုတလုံးကိုလိုက်ပါပြီးပြီမှန်မယ်မှန်ပါရှင်ကွန်မန့်လေးဒီမှာမှန်ပေးပါအင်္ဂါမကျော်ကိုတလုံးကိုပတ်မှာအဲ့ဒါကအင်္ဂါမကျော်ပတ်ပြီးကိုတလုံးပါ96 93 90 95 99မိန်းနှစ်ကွက်ရွေးပေးမယ်မိန်းနှစ်ကွက်ရွေးပေးမယ်အချစ်မြတ်တာတွေပေးမယ်ပေးလို့ရတယ်เนาะအချစ်တွေပေးမယ်တဲ့တဲ့အချစ်တွေပေးလို့ရတယ်မေတ္တာတရားတွေပေးလို့ရတယ်အချစ်တွေပေးလို့ရတယ်เนาะမဟုတ်ဘူးမယူရက်ပါဘူးကွယ်မေတ္တာတရားတွေပဲယူမှာပါเนาะမေတ္တာတရားတွေပဲယူမှာပါအဲ့တော့ကြော့မယ်ခဏလေးစောင့်ကြော့ချိန်လေးတော့စောင့်ကြပါအောင်ဘာဖြစ်နေကြစိတ်ငကက်ကြီးဝယ်ပြီးနေတဲ့အမလီမယူပါဘူးရှင်เนาะမယူရက်ပါဘူးရှင်အင်္ဂါမကျော်ကိုတလုံးမှာ share ပေး share ပေးရှင်းရင် share ပေးเนาะလူတော်စုတွေပြည့်စုံအတ္တိတို့မျိုးလေးတွေစုမေတ္တာတရားတွေခံယူမှာပေးတော့အဲ့မျက်နှာဖြစ်ချင်တာမျက်နှာကိုကျမ်းမာရေးအញ្ញံဆုံးကောင်းဖို့ရယ်အသက်ရှည်ဖို့ရယ်မျက်နှာရဲ့နှုတ်ဝစီကထွက်သောစကားလုံးတိုင်းသည်အောင်မြင်ဖို့ရယ်ပဲเนาะမဟုတ်ဘူးမယူရက်ဘူးမဟုတ်ဘူးလည်းမပေးကြနဲ့
ကနန်းလေးနဲ့သတင်းကျုပ်အကျိုးကြောလိုက်ပါမယ်ရှင်အင်္ဂါမကျော်9တလုံးမှာ9693 90 95 9နှစ်ကွက်မိတ်နှစ်ကွက်မိတ်96နဲ့9ခွန်နှစ်ကွက်မိတ်96နဲ့9ခွန်9တလုံးအင်္ဂါမကျော်လိုက်ပါ9တလုံးကိုအင်္ဂါမကျော်လိုက်ပါပေးခဲ့တယ်နော်ပေးခဲ့တယ်နော်အကျွေးဆက်ချင်ရင်9တလုံးနဲ့အင်္ဂါမကျော်အကျွေးဆက်9693 90 95 9ခွန်မိတ်နှစ်ကွက်တီ96နဲ့9ခွန်ကိုဆိုရဲမဘူးပေးမယ်ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ပါသည်ဟုတ်ကဲ့ပါရှင်နော်အဲ့တော့9တလုံးပါရှင်နော်အင်္ဂါမကျော်9တလုံးအတိလို့မှန်ပြီနော်ကွန်မန့်လေးတွေမှာအဲ့လိုအဲ့ဒီစုကြီးတော့မလို့ခြင်းပါဘူးရှိဝိုင်းဝိုင်းဆိုတဲ့ကောက်ပိုင်ရှင်ကြီးကျမအဲ့ဒီစုကြီးတော့အလိုခြင်းဦးရှင်အင်္ဂါမကျော်9တလုံးနော်9693 90 95 9ခွန်မိတ်နှစ်ကွက်ကောင်းသည်96နဲ့9ခွန်ပါနံပါတ်မှာ1 3ရက်အတွင်းလိုက်ရမယ်ပတ်တီးအဲ့ဒါနော်3ရက်အတွင်း3ရက်ဒင်ပြည့်ချက်ပြည့်တနင်္လာအင်္ဂါလျှော့မယ်တနင်္လာအင်္ဂါမှာနည်းနည်းလေးလျှော့ကိုပတ်ချင်ရင်ကြောတာနော်ဥမာပေါ့9000ဘူးလောက်စပတ်မယ်ဆိုရင်4000ဘူးလောက်သွားတနင်္လာအင်္ဂါကိုတစ်ကိုတိတ်ကြိုက်တာတော့ကြိုက်တယ်နော်ကြိုက်တာကြိုက်တနင်္လာနေ့တော့ကြိုက်တယ်ဒါပေမဲ့တနင်္လာအင်္ဂါဗုဒ္ဓဟူ3ရက်အတွင်းမှာတစ်တလုံးမှာရှင်တစ်တလုံးမှာတနင်္လာအင်္ဂါဗုဒ္ဓဟူ3ရက်အတွင်းမှာတစ်တလုံးမှာတစ်ရှိတစ်ကို30 14 1ခွန်မိန်းနှစ်ကွက်ထုတ်ပြီမှန်ပြီနော်မှန်ပြီနော်စိတ်ထားလာတဲ့ညီမလေးအသက်ရှိပါစေတဲ့ယေဒနာဆိုတဲ့ကောက်ပိုင်ရှင်လေးပြီးတော်စုနဲ့ပြည့်ပါစေ3ရက်အတွင်းတစ်တလုံးတစ်ရှိတစ်ကို30 14 1ခွန်မိန်းနှစ်ကွက်တီ30နဲ့1ခွန်ပါရှင်ပေါ်ပင်တော့ပြုတ်ကြပန်ဆယ်တွေတော့ပြုတ်ကြကိုတစ်ရှိတစ်ကို30 14 1ခွန်မိန်းနှစ်ကွက်တီ30နဲ့1ခွန်ပါရှင်လာမှာစန်ထောဆိုတဲ့ကဟုတ်တယ်နော်စာထွန်းဆိုတဲ့ကောက်ပိုင်ရှင်ရတယ်ခွန်ပတ်ခိုင်းပြီးခွန်ဘူးကိုမိန်တင်ထိုးခိုင်းတာလေမေးကြည့်တယ်ပေါက်ကြလားမပေါက်ဘူးပြောရင်အဲ့ဒါလိန်တာတဲ့ညနူဘက်ကနာနေကြတာအဲ့ဒါနာနေကြတာတီဦးလေညနူဘက်ကတော့မေတ္တာနဲ့ပြေးတာသူတို့ကတော့လိန်ကျင်နဲ့လိန်မှာပေါ့ရတယ်လို့တော့တဦးတလေးမှမတွေ့သေးဘူးပြီးခဲ့တဲ့ဘက်ကခွန်ဘူးပေးတာညနူခွဲဝင်တွေပဲရေးတာတွေ့သေးတယ်လိုက်ကလူတွေရေးတာမတွေ့သေးဘူးနော်ပြီးခဲ့တဲ့ဘက်ကလေ9ဆောင်တိုက်ခန်းမိမထွန်းပဲလှစီမယ်ခွန်တလုံးကိုပတ်ခွန်ဘူးကိုမိန်လို့ပြောခွန်ရတယ်4345ရတယ်တဲ့ကိုပရိတ်ရှိပရိတ်လိုက်ရင်အကုန်ပြောင်းအဓိကဘာပြောခဲ့လဲညနူအဓိကထားပြီးလိုက်ရမှာကိုပရိတ်လို့မပြောခဲ့ဘူးလားပြီးခဲ့တဲ့အပတ်ကပြီးခဲ့တဲ့အပတ်ကညနူအဓိကထားပြီးလိုက်ရမှာကိုပရိတ်လို့မပြောခဲ့ဘူးလားနော်ညနူမပြောခဲ့ဘူးလားလို့အဓိကထားလိုက်ရမှာကိုပရိတ်လို့မပြောခဲ့လို့လားလို့အဲ့လိုအပြစ်မြင်နေဘလော့မယ်သိလားမပေးဘူးခွန်ရတယ်ညီမလေးစောက်ရေးစောက်ရတယ်ငားမလဲဘူးလားလူဒီချိန်ဟုတ်တယ်ခွန်ရတယ်တဲ့ခုမှရတယ်အဲ့လိုလေးလုပ်ကြပါခဏဒီတစ်ပတ်လေထပ်ပြီးเสียရှိတယ်အဲ့သူ့နားကိုရောက်တော့မှာတစ်ပြီးပြီးွားရင်သူ့ရှိရောက်တော့မှာအဲ့တော့3ရက်အတွင်းမှာတစ်တလုံးနော်ခွန်ပရိတ်ရပါစေတဲ့ဟုတ်တယ်ဒီမင်းတို့အဓိကလိုက်ရမယ်ပရိတ်ကလည်းကိုပရိတ်လို့လည်းမပြောခဲ့ဘူးလားနော်
3ရက်အတွင်းတစ်လုံးလိုက်ပါ18 19 10 14 1ခွန်မိန်းနှစ်ကွက်တီ10နဲ့1ခွန်မှာရှင်ဟုတ်တယ်တတိဖြစ်ပရိဟုတ်တယ်မနဲ့လို့လောက်ပါခုနဆောင်တိုက်ခန်းမိမထွန်းမဲ့လှစီမြင့်ပြောသွားတယ်လေတဲ့လောက်ကြစမ်းမှာခွန်အပူမိန်ထဲထိုးလို့ပြောသွားတယ်လေတဲ့မမြတ်နိုးတဲ့ကြီးတဲ့ကြီးချင်းညနိုးလူတွေနဲ့ညနိုးနေရတော့နော်တကယ်တော့ဟုတ်နေကြတာပဲနော်စိတ်မဆိုးပါဘူးညနိုးကဘသူရတော့လေကိုကန်မရတော့လေကိုကန်ကိုထိုးမှကိုရတာညနိုးဘလို့ပဲပေးနေပေးစီလေဟုတ်တယ်မလားညနိုးယုံကြည်မှထိုးလို့ရမှာလေတော့ပတ်စံရှိမှလည်းထိုးလို့ရမှာလေညနိုးကတကယ်ကြီးခိုင်ပါတယ်တကယ်ကြီးမိန်းလို့ပြောပြီးမြဲကိုထိုးချင်မှဖြစ်တယ်လေနော်အဲ့တော့အပြစ်မမြင်ဘူးဝိုင်းစုခိုင်တိန်လို့ပဲအပြစ်မမြင်ပါဘူးကွယ်လို့နော်ကိုရတော့ကိုယူကြပါဒါပဲစေတနာကောင်းတဲ့သမီးလေးဘဝနဲ့ဆန္ဒတစ်ထပ်တည်းကြပါသေးတယ်ဟုတ်ကဲ့ပါရှင်နော်အကျွေးကြေပတ်တီလေးလို့လည်းပြောသွားတယ်လေတဲ့တင်မိုးခိုင်ဆိုတဲ့ကောက်ပိုင်ရှင်ဟုတ်ကဲ့ဟုတ်တယ်ဒီညနေမပေးခဲ့ဘူးလားအကျွေးကြေပတ်တီလေးလို့မပြောခဲ့တယ်နော်ဟုတ်တယ်ကဲထားပါတော့မှတ်ပြီးသွားပြီလားတင်းနဲ့ပတ်သက်တဲ့ကဏ္ဍမှတ်ပြီးသွားပြီလားဟုတ်တယ်မျက်စုမွန်ရေဝိုင်းစုခိုင်သိမ်းရဲ့ဒါလည်းအပြစ်မမြင်ပါဘူးချစ်ချင်တာပဲတည်တယ်နော်စောစောဆိုတဲ့အကောက်ပိုင်ရှင်ကတော်တော်မှတ်ရိုင်းတဲ့မိမဆုံးမဖမဆုံးမမိမစစ်ဖမစစ်ရေးနော်နင်တော့နင့်ကိုဖမ်းပြီဆိုရင်ငါရဲ့ကနန်းနေနင်မရတော့ဘူးဝမ်းသာတယ်ငါကနန်းမပြောခင်မှာအဲ့ဒီကိုစာလေးတွေတွေ့ရတာဝမ်းသာပါတယ်ရှင်ဝဲကန်းတူကျူစုပါတယ်နေလို့ကောင်းမျိုးနော်ငါရဲ့လိုက်မှာလောလိုက်ပါပြီလို့နော်စောစောဆိုတဲ့ကောက်ပိုင်ရှင်လေးအရန်အကျိုးပေးတော့လေးတလုံးနော်အရန်အကျိုးပေးတော့လေးတလုံးမှာမျက်စုမွန်နာမည်ခွင်ဒီတစ်ပတ်ကန်ကောင်းပြီဆိုလို့ခေါ်ပြီးလိုက်ပါပြီရှင်နော်အရန်မျက်နှာအကျိုးပေးတော့လေးတလုံးကျိန်းတီကံမှာပြန်လိုက်နော်လေးတလုံးအလှဆုံးပဲလုံးဝမပြောက်တော့ပတ်တီးဟာလေးတလုံးမှာလေးတလုံးဒီအလှဆုံးပတ်တီးပါရှင်နော်လေးတလုံးဒီအလှဆုံးပတ်တီးပါ46 48 40 4ခွန်4နှစ်ပြောပြီ46 48 40 4ခွန်4နှစ်46 48 40 4ခွန်4နှစ်အဓိကမိန်း3ခွက်ကိုပေးမယ်46 4နှစ်46 4နှစ်4ကိုပတ်သောမိသားစုတွေမှန်ပြီဟောစာအုပ်တွေတောင်ပြုတ်ကြကုန်ပါပြီတော့အာရပါရပြောနေနော်လေးတလုံးဒီအလှဆုံးပတ်သည်46 48 40 4ခွန်4နှစ်တထေးဖြစ်မိန်တင်ထိုးရမှာ46 4နှစ်နောက်မဖြစ်မနေထဲထိုးရမယ်မဖြစ်မနေထဲထိုးရမယ်အကောင်းဆုံးမိန်တစ်ခွက်သည်ပြမယ်လေးတလုံးအလှဆုံးပတ်သည်ပါ46 48 40 4ခွန်4နှစ်မဟုတ်ပါဘူးရှင်เนาะပြမယ်46 4နှစ်ကဒုမိန်46 4နှစ်ကဒုမိန်မှာစိတ်ကြိုက်တင်ပြီးတော့ထိုးရမယ်ခဏဒီပြီးမှသတင်းကျွတ်တော့ကြော့မယ်အဲ့ဒါတစ်ချက်သွားမယ်သတင်းကျွတ်တော့ကြော့ဖို့အဲ့ကဏ္ဍတစ်ခွက်ပယ်ထားလိုက်ဝင်နေခဏနေလာပြီအမှနှစ်တလုံးဒုမိန်ဟာ
လေးချောင်းနဲ့လေးနှစ်ကဒူမိန်နော်4844ခွန်ကတော့အရန်နဲ့ထည့်ခြင်းနဲ့ထည့်စိတ်ကြိုက်ထိုးခြင်းနဲ့ထိုးအဲ့ဒါညတို့တစ်ခွက်သတင်းကျွတ်အတွက်ကတော့ဘူးအဲ့ဒီကဏ္ဍတစ်ခွက်ဖယ်ထားမယ်ခဏစနော်ပက်လာပြီးနှစ်တစ်လုံးကိုတပတ်စာမပြောက်တော့ပတ်သီးပါရှင်စိတ်ချစွာပတ်လို့ရပါတယ်တပတ်စာမပြောက်တော့ပတ်သီးပါနှစ်တစ်လုံးဒီနေ့ဒီရက်ဒီမပြောပြီးတော့ပါအောင်ရှင်ခုနကအကြိုက်ဆုံးပတ်သီးလေးတွေကတော့သူ့ရဲ့ခါမကျော်3ရက်အတွင်းဆိုတာကိုပြောပြခဲ့တယ်9တစ်လုံးကတော့အင်္ဂါမကျော်ဘူး7တစ်လုံးကတော့3ရက်အတွင်း4တစ်လုံးကတော့အလှဆုံးပတ်သီးအဲ့တော့2တစ်လုံးဒီတပတ်စာမပြောက်တော့ပတ်သီးပါရှင်အဲ့တော့2 8 2 6 2 9 20 2 3နှစ်ပတ်တော်သူတွေနှစ်ပူးတစ်ခွက်ကိုထည့်ယူပါเนาะဒါကတော့နှစ်ပူးကတော့အရန်သဘောလောက်ပဲယူပါเนาะနှစ်ပူးကတော့ဟို16ခွက်ပတ်တဲ့နေရာမှာနှစ်ကိုပတ်တဲ့နေရာမှာ16ခွက်ယူမဲ့နေရာမှာနှစ်ပူးတစ်စပြန်ယူပေးပါเนาะနှစ်တစ်ဆိုရင်တစ်နှစ်အားရတာပဲလေအဲ့တော့နှစ်ပူးကိုလည်းအာယူလိုက်ပါရှင်เนาะနှစ်ပတ်တော်နှစ်ကိုလိုက်ပြီးတော့ပတ်မဲ့မိသားစုတွေနှစ်ပူးတစ်စပြန်ယူပါ2 8 2 6 2 9 20 2 3နှစ်ပေါ့နော်နှစ်ဘူးတစားပြန်ယူပေးနော်နှစ်ဘူးတစားပြန်ယူပေးနော်အဲ့တော့အဓိက main နှစ်ကွက်ဒီ2 8နဲ့20ပါကျမရဲ့ surprise လုပ်တယ်နော်တဲ့မျက်စုံက surprise လုပ်ကြမယ်ဒီခဏဆောင်အောင်နော်2 8နဲ့20ကအစမ်းကောင်းတော့ main ကွက်ပါရှင့်နော်2 8နဲ့20ဒီအစမ်းကောင်းတော့ main ကွက်ပါ2 8နဲ့20ဒီအရန်ကောင်းတော့ main ကွက်ပါနောက်တစ်ပတ်တွေကြာရင်ညတို့တက်လာတဲ့ခါကျရင်ဟိုရထားတဲ့သူလေးတွေကမသိကြအောင်ဆောင်နေကြပါရှင်နော်မသိကြအောင်ဆောင်နေကြပါမှန်လေးဒီမှာချမရေးကြပါနဲ့ရှင်နော်ဘာဖြစ်လို့လဲဆိုတော့ဟိုပောက်ကွက်ကလေးတွေမညပ်ပါတာကိုသူများတွေသိမှစိုးလို့လေနော်အဲ့လိုမျိုးပေးတာပေးရတယ်လိုက်တက်လာပြီဆိုရင်ဘယ်သူမှပောက်ကွက်ကြောင်ထည့်မရေးကြပေးတာတော့ဒီကတော့အားဝင်ခင်ဆိုင်နဲ့ပေးလိုက်ရတာနှစ်တစ်လုံးဒီတပတ်စာလုံးဝမပြောက်တော့ပတ်ဒီလုံးဝအကောင်းဆုံးပတ်ဒီပါ2 8 2 6 20နှစ်2 8 2 6 2 9 20 2 3ပါနော်အဲ့ဒီမှာနောက်ဆုံးရအတန်တူရရှေ့တိုးပေးမယ်2 8နဲ့20ကရမ်းကြိုက်တော့ main ကွက်နော်အရမ်းကြိုက်တော့ main ကွက်ပါနှစ်ပူးတစ်စပြန်ယူပြီးတော့နှစ်ပူးတစ်စပြန်ယူပြီးတော့အရမ်းနော်ထိုးပေးပါအဲ့တော့သတင်းကျွတ်ကြောဖို့အတွက်ကလာမယ်နော်ခုန၄နဲ့ပတ်သက်တဲ့ကဏ္ဍထဲမှာရှိတယ်အဲ့တော့ဒီတစ်ပတ်မှာပြီးခဲ့တဲ့ဘက်ကလို့ပဲအဓိကထားပြီးတော့ကစားရမယ့် break ဒီတစ်ပတ်မှာအဓိကထားပြီးတော့ကစားရမယ့် break ဒီ17 break ပါအဲ့ဒါညတို့ပြောခဲ့တယ်အဓိကထားပြီးတော့အဓိကထားကစားရမယ့် break ဒီ17 break ပါ1 break ဒီ10 main ကွက်တင်ထိုးမယ်17 break နဲ့ဆိုရင်65ဆိုတဲ့ main ကွက်ကိုတင်ထိုးပေးပါရှင့်နော်17 break ပါရှင့်နော်အော်စက်ယုံတော့မစင်းဘူးလားကွယ်ဘကိုးသူတွေစက်ယုံမစင်းဘူးလိုက်ကြည့်တယ်ပေါ့လေနော်အဲ့တော့အဓိကထားပြီးတော့ကစားရမယ့် break က17 break ပါရှင်နော်အဲ့တော့17 break ကိုကစားရမယ့်နေရာမှာအရန်အားရှိပါတယ်ရှေ့မှာ6 break နှစ်ခါကြာခြင်းကြောင့်17 break ဆိုတဲ့ကဏ္ဍဒီအရန်ကောင်းပါတယ်ဒါကကလနာကြည့်ကလနာတွေလက်ကွင်တွေမှာအရန်ပေးနေတော့ break တွေပါနော်ရန်ပေးနေတော့ break တွေပါတခါတည်းအားရှိအောင်ပြောပေးမယ်45 9 break ရေလို့ပေးခြင်းကြောင့်17 ပဋိတ်ဆိုတဲ့ပဋိတ်ဒီအရန်ကောင်းသောပဋိတ်အရန်ခိုင်လုံသောပဋိတ်တွေပါအဲ့တော့10နဲ့65ဆိုတဲ့ main ကွက်ကိုတင်ထိုးပါရှင့်เนาะအဲ့တော့လာမယ်10ပဋိတ်ဒီအကျွေးဆက်လို့ရပါတယ်အကျွေးတင်နေတဲ့သူတွေဒီ10ပဋိတ်နဲ့လိုက်လို့ရတယ်10ပဋိတ်ကိုလိုက်ပုံလိုက်နည်းအားရှိအောင်ပြပေးမယ်4ပရိတ်နဲ့10ပရိတ်ဒီသူ့ရဲ့အပေါ်ပါ4ပရိတ်ရဲ့လို့ကြာချင်းကြောင့်10ပရိတ်ဒီနောက်လိုက်ပရိတ်ပါနော်တလုံးမှတ်ထားနော်တလုံးမှတ်ထားရမယ်နော်
လေးပရိတ်လာခြင်းကြောင့်30ပရိတ်ဆိုတဲ့ပရိတ်ဒီအော်တိုလိုက်ပြီးသားသူ့ရဲ့အဖော်သူ့ရဲ့မိသားစုသူ့ရဲ့ညီအကိုပါ9ပရိတ်2ခါကြာခြင်းကြောင့်17ပရိတ်ကသူ့ရဲ့အဖော်သူ့ရဲ့မိသားစုသူ့ရဲ့ညီအကို9ပရိတ်ရေလို့ကြာပြီးသွားရင်17ပရိတ်ဆိုတာအော်တိုလိုက်တယ်လို့4ပရိတ်ရေလို့ကြာခြင်းကြောင့်30ပရိတ်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့မိသားစုသူ့ရဲ့အဖော်ပါရှင့်အဲ့တော့30ပရိတ်မှာဆိုရင်64နဲ့39 main ကွက်တင်ထိုးပါ39နဲ့64ဒီ main ကွက်ပါရှင်းပြပေးခဲ့တယ်နော်ပဋိကိုဒီတိုင်းအလဟတ်သက်ပေးခဲ့တာမဟုတ်ဘူးညကအေးရေးပြက်ခံပြီးတော့ကရနာကျော်လမ်းချောင်းနဲ့လက်ကွန်လမ်းချောင်းတွေကိုအံဝင်ခွင်တိုက်ထားတာကနန်းပေးတယ်ဆိုတာကလေအဆက်ထဲမှာရှိတဲ့ကနန်းပေးလို့မရသဘောပေါက်အောင်ပြကြလိုက်အားရှိအောင်တစ်ခါပြောခဲ့တယ်နော်အေးရေးပြက်ခံရကြိုးလေးနှက်အောင်လို့တော့အေးရေးပြက်ခံရကြိုးလေးနှက်အောင်လို့တော့ထိုးကြပါ30ပရိတ်နော်10ပရိတ်ကတော့ဒူမိန်နော်ဒုတိယမိန်မှာ10ပရိတ်ကတော့ဒုတိယပထမက17ပရိတ်တတိယကလိုက်အားရှိအောင်ပြောပြခဲ့တယ်နော်ဒုတိယပရိတ်ဒီ10ပရိတ်ပါ4ဘူးနဲ့1ခွန်ဆိုတဲ့နည်းနည်းညံ့နေပြီလူကြီးတိတ်နေလို့အတန်ရှော့ပြောနေအတန်ရှော့ပြော10ပရိတ်ကိုလိုက်နော်10ပရိတ်ကဒုတိယပရိတ်က10ပရိတ်ပါရှင်နော်ပထမပရိတ်ကတော့17ပရိတ်ပါနော်ဒုတိယပရိတ်ဒီ10ပရိတ်ပါ4ဘူးနဲ့1ခွန်မိန်းပါရှင်အဲ့တော့ဒီတပတ်အခုလာမဲ့ပွဲစဉ်မှာအထူးနှက်ခတ်မွေးလို့ရတယ်အထူးနှက်ခတ်မွေးမယ်အထူးနှက်ခတ်မှာဆိုရင်4နှစ်နဲ့96နော်အထူးနှက်ခတ်ဒီ42နဲ့96ကိုတင်ထိုးပါအဲ့တော့မျက်နှာ 3D လိုက်လွှင့်ပေးမယ်အင်္ဂါနေ့ညကိုတက်လာခဲ့မယ်နော် 3D မရိုင်းလိုက်တာနဲ့အဲ့အောင်မျိုးဦးဆိုတဲ့အကောက်ပိုင်ရှင်နင့်အမေတွေနင့်နှမတွေတော့ပြောပြီးသွားအောင်မျိုးဦးနင့်အမေတွေနင့်နှမတွေတော့ပြောပြီးသွားအမကိုလာမပြောနဲ့အမအခုလူကြီးတွေကိုသတင်းကြအဲ့တော့နနူးကဒီ live မှာကြည့်ရှုနေတဲ့မိသားစုတွေကိုသတင်းကြွအကျိုးလေးအခုတည်းကကြောလိုက်ပါတယ်ကနန်းလေးတစ်ခွက်နဲ့အဲ့တော့ကလေးတွေကလူကြီးတွေကိုကြောရင်ဖာပေးရလဲစုပေးတာလားနော်ကာယကံဝစီကံမနောကံကံကြီးသုံးပါးနဲ့ပြမမိခဲ့တာတွေရှိရင်ညနူးရဲ့ဒီ live မှာကြည့်ရှုနေတဲ့ဦးကိုမမဒေါ်တို့အားလုံးကိုညနူးကဒီနေရာကနေကနန်းလေးတစ်ခွက်နဲ့သတင်းကြွအကျိုးမှာကြောလိုက်ပါတယ်ရှင်အဲ့ဒီရဲ့ကနန်းလေးတစ်ခွက်ကတော့အဲ့ဒီရဲ့ကနန်းလေးတစ်ခွက်ကတော့လေးပါရှင်နော်လေးဆိုတဲ့ကနန်းလေးတစ်ခွက်နဲ့ကြောလိုက်ပါတယ်ရှယ်ထိုးမယ်လေးဆိုတဲ့ကနန်းတစ်ခွက်ကိုရှယ်မွေးပြီးရှယ်ထိုးမရိုက်လိုက်တဲ့အကောင်ကဲဆင်းပါပြီနော်လေးတစ်ခွက်နဲ့ကြောတယ်နော်ကလေးတွေကကြော6ခွန်9 6 8 4 3 5ကိုဓာတ်ရိုက်ဆက်သွယ်မယ်မိမျက်နှာနဲ့အဖွဲဝင်ခြင်းသောမိသားစုတွေမိမျက်နှာရဲ့ဖုန်းနံပါတ်ဒီ609 684 435ပါ8နော်
609 684 435ပါရှင့်နော်အဲ့တော့